စိတ်ဆန္ဒမြင်မာလာပြီဆိုရင်အလုံးကိုလုံနိုင်တဲ့အနေအထားရှိတယ်စိတ်ဆန္ဒဟာကြီးမားတယ်အရာခသိကိုအောင်မြင်စေနိုင်တယ်သို့သောဆန္ဒရှိုံနဲ့ဖြစ်သလားလို့မေးမယ်ဆိုရင်တော့ဆန္ဒရှိုံတသက်နဲ့တော့မဖြစ်ဘူးလောကလူတွေဟာစိတ်ဆန္ဒပြင်းပြလာပြီဆိုရင်ကျိုးပန်းအထုံးမှုကနောက်ကပါလာတာပဲဖြစ်တယ်ဆန္ဒနောက်မှာလှုပ်ဆောင်မှုဆိုတဲ့ဝိရိယရှိလာအဲ့ဒီလှုပ်ဆောင်မှုဝိရိယရှိလာတဲ့အခါအခက်ခဲဆိုတာရှိစမြဲမှုအဲ့ဒီအခက်ခဲတွေကိုကျော်လွှားနိုင်လောက်အောင်ကြံ့ခိုင်တဲ့စိတ်ဓာတ်ဆိုတာလည်းရှိရကြံ့ခိုင်တဲ့စိတ်ဓာတ်ရှိုံနဲ့မကဘူးအောင်မြင်မှုမှာဆင်ញင်သုံးသပ်မှုဆိုတဲ့အသိဉာဏ်ဟာအလွန်ရေးပါတယ်ဒါကြောင့်မို့ဆန္ဒဝိရိယစိတ်ဓာတ်ဝိမန္တလို့ခေါ်တယ်မိမိတို့ယင်တဲ့နှလုံးထဲမှာရှိတဲ့ဒီသဘာဝတရားတွေဟာဆန္ဒဥဆောင်လိုက်ပြီဆိုလို့ရှိရင်နောက်ကဝိရိယစိတ်ဓာတ်ပညာတို့ပါဝင်ပြီးတော့လှုပ်ဆောင်လိုက်တဲ့အခါမှာတာမန်အခြေအနေတစ်ခုကကြီးကျယ်မြင့်မြတ်တဲ့အခြေအနေတစ်ခုရောက်ရှိသွားကြ